မင်္ဂလာပါ MDH ကပါပြီးပြည့်စုံတဲ့ဓမီလေးတစ်လက်ကိုပြပါဆိုရင်ကျွန်တော်အောက်မှာပြထားတဲ့ဓမီလေးတွေကိုဆိုလိုတာပါဒီဓမီတွေရဲ့လင်းအားရန်ကောင်းတယ်အသားနာလည်းအရန်ကောင်းတယ်အလူမီနီယံ alloy body နဲ့လုပ်ထားတယ်အားတွင်းကောင်းတွေအားလုံးက type C နဲ့အားတွင်းရတယ်ဓမီ site ပဲကွာတယ်အတူရှိပဲကွာတယ်အဓိကသုံးပြတဲ့ဓာတ်ခဲအကြီးအသေးကွာပါတော့ပါအနောက်မှာလည်းကအားရမ်းပြင်းတဲ့တန်လိုက်တွေကိုထည့်သွင်းအသုံးပြုပေးထားတယ်အတွင်းဘက်မှာအပေါင်းဖက်ကောအနှုတ်ဖက်ကော spring ပါတယ် vibration တန်ခံနိုင်ရရှိအောင်ပြုတ်ချရင်အဲ့တော့ဓမီအရှည်ကတော့18653ညာ 3.7 volt ကိုတုံးတယ်အတူကတော့16343ညာ 3.7 volt lithium ဓာတ်ခဲတွေပဲတုံးတယ်ပြန်လဲအားတွင်းနိုင်တယ်အပေါ်မှာကျွန်တော်တို့ digital display နဲ့ပြပြီးတယ်အသုံးပြုတဲ့ချိန်ဖြစ်စီအားတွင်းတဲ့ချိန်ဖြစ်စီ battery level ကို digital display နဲ့ပြပြီးတယ်မီးလုံး design တွေအားလုံးဟာကြောင်မြတ်လုံးဖြစ်တဲ့ cat eye design တွေအကုန်လုံးကိုအသုံးပြုပေးထားတယ်ဓမီရဲ့ထိပ်မှာလည်းကျွန်တော်တို့ကားမှန်တွေကိုအလွယ်တကူခွဲလို့ရအောင်ကားမှန်ခွဲတဲ့ glass breaker လေးတွေလည်းပါတယ်ဗျာခါးချိတ်လေးလည်းပါတဲ့အတွက်ပစိုးပေါင်းပြီးအင်ကြီးအိတ်ကစရှိတဲ့နေရာတွေအားလုံးမှာကျွန်တော်တို့အလွယ်တကူချိတ်လို့ရမယ်ဓမီ model number လေးကတော့အရှည်ကတော့301ပါအတူကတော့302ပါရန်အတုံးဝင်ပြီးတော့လင်းအားရန်ကောင်းတဲ့ဓမီလေးတွေပါစိတ်ဝင်စားလို့မှားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ MDH ကိုချိန်မြွေဆက်တွယ်ပြီးဝယ်ယူအားပေးနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ